ဟုတ်ကဲ့ဒီနေ့တော့အမတယောက်မေးထားတဲ့ဒီမြန်မာငွေအတိအကျကိုထိုင်းဘတ်ပေါက်စေနဲ့ဘယ်လိုတွက်ရမလဲဥပမာဒီမြန်မာငွေ9000ဆိုရင်ထိုင်းဘတ်ငွေဘယ်လောက်ကျလဲဆိုတာကိုသူသိကျင်တာပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တို့အတူတူတွက်ပြီးတော့ကြည့်ကြရအောင်ဘယ်လိုမျိုးတွက်ရလဲဆိုတာပေါ့နော်ပေါက်စေနဲ့မြန်မာငွေ9000ကိုထိုင်းဘတ်ငွေဘယ်လောက်ကျလဲအတိအကျသိကျင်လို့ရှိရင်ကျွန်တော်နဲ့အတူတူတွားပြီးတော့တွက်ကြည့်ရအောင်โอเคဒါဆိုရင်ကျွန်တော်တို့အရင်ဆုံးကဏ္ဍပေါင်းဆက်တဲ့ကိုတွားမယ်ပြီးကြလို့ရှိရင်ကိုက9000တက်ကိုသိကျင်တယ်ဆိုရင်အဓိကပေါက်စေသိဖို့လိုအပ်တယ်နော်ပေါက်စေကိုအရင်ရေးချမယ်ခွန်အဲ့ဒါပြီးလို့ရှိရင်ကျွန်တော်တို့အမြောက်3.5နဲ့ဆိုရင်ဒါဆိုရင်380နဲ့9ဘတ်ဖြစ်ပါတယ်ဒီနေ့ပေါက်စေက985ဘတ်ဆိုရင်ကျွန်တော်တို့မြန်မာငွေ9000ပဲယူမယ်ဆိုရင်380နဲ့9ဘတ်ကျတဲ့မှာဖြစ်ပါတယ်ဟုတ်ကဲ့အားလုံးလည်းအဆင်ပြေလိုက်မယ်လို့ထင်ပါတယ်အခုလိုမျိုးငွေတွက်နည်းနဲ့ပတ်သက်ပြီးကျွန်တော်နောက်နေ့ဗီဒီယိုတွေမှာဇာတ်တိုက်တင်ပေးသွားမှာမို့လို့သိချင်တာလေးတွေရှိရင်ကျွန်တော်ရဲ့ comment အောက်မှာမေးသွားလို့ရပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်နေ့ဗီဒီယိုမှာပြန်ဆောင်ကြရအောင်